Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Roblox ထဲမှာ Tower 3 ခုခေါ်ပြမှာပဲဖြစ်ပါတယ်ခေါ်ပြမှာတော့ဖြစ်တဲ့ Tower 3 ခုပေါ့နော်3ခုတီတီကိုခုံပြသွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးဒီ Tower ကိုအရင်ခုံမယ်ပေါ့နော် Cartoon Cookie Let's go သွားမယ်စားပွင့်လေးချစ်စရာလေးတီတီကိုပေါ့နော် Roblox account လာအပ်ချင်အဲ့လိုရပါတယ် Roblox တီတီရဲ့ Roblox account က Cherry Joe 556ပဲဖြစ်ပါတယ်ဟဲပြုတ်ကြကုန်ပြီအော်ငါစိတ်ညစ်တယ်အပေါ်တက်ပြီဒီနေရာလေး Let's go တချင်းတန်လေးပါပါတယ်အမလေးရှုပ်တယ်ကွာဒီနာရပြီကဲဟုတ်ပြီတခုတော့နိုင်ဝိုင်းသုံးခုပဲခုံပြမှာနော်နောက်နေ့ကျမှဒီဘက်ကတော့ကိုဆက်ခုံပြမယ်ဗီဒီယိုလေးရတော့တိုးပါမယ်ရှင်ဒီရပေါ့နော်နောက်တစ်ခုโอเคအခုထပ်ခုံနေကဲဒါရေးရတော့မယ်ပေါ့နော်ဒီလိုမျိုးလေးယူလိုက်မယ်ဒီမှာကျွန်တော်ခံနေရဆိုလို့ရှိရင်ဒါအမှန်ပေါ့နော်တက်မှာပဲအဲ့လိုလေးဖြစ်နေမှခံနေရပေါ့နော်ညပါဆက်တော့ပါဒီနေရာကိုပဲတော့အပေါ်မှာပါမှရှိအောင်no အဝိဇ္ဇာပါဤလို့ငါစိတ်တယ်လို့ချော်ပါတယ်ကဲပြန်လာပြီးလို့ရေကျုပ်ကြွားလို့ဟဲမဟုတ်လားရโอเคအော်ဒီနေရာကြီးငါစိတ်ညစ်တယ်လို့ကျွမ်းရရလည်းဝင်နေဟဲ့ရမြန်ကုန်မယ်နောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုကဒီနှစ်ခုပြီးသွားပြီဆိုတော့ဒီဟာကပေါ့နော် noob cookie ပေါ့နော် noob cookie let's go အနည်းဆုံး5ခုလောက်တော့ခုံပြမယ်ကွာ3ခုဆိုရင်နည်းလို့5ခုလောက်တော့ခုံပြမယ်နောက်နေ့ကျတော့နောက်ထပ်5ခုထပ်ပြီးခုံပြမယ်နော်Oh my god ငါစိတ်ညစ်တယ်ချော်သွားလို့လက်ကပြန်တော့ရောက်လာပြီလက်ကချော်သွားလို့အဲ့တော့ခုံပြအမလေးတော်သေးတယ်မခုံတတ်တာမဟုတ်ပါဘူးလက်ကချွေးထွက်နေရောလေခုံနေဆိုရှော်မှာတော့လို့ဖြစ်သွားပါလိမ့်ရှင်တွေ့လာလို့လက်ရှော်နေပြီno ကဲဆိုရထိုင်အမြခုံမယ်5ခုခုံပြမယ်နော်
တော်သေးတယ်မသေးလို့နောက်ဆုံးရောက်ခါokay okay okay what the fuck ဘာများပါလို့မလို့အဲ့လိုပြန်တော့ရောက်လာပါပြီရှင် okay what the အော်မှန်တဲ့စိတ်ကိုရွေးရမှာဒါရောမဟုတ်ဘူးအဲ့ဒါဒီစိတ်ရောမဟုတ်ဘူးဟာအမလေးဒါရောမဟုတ်ဘူးကိုမှန်တဲ့စိတ်ကိုရွေးရဟုတ်လို့လားဟုတ်တယ် find the right teleporter ဟုတ်တယ်မှန်တဲ့စိတ်ကိုရွေးရမှာရှာဒါရောမဟုတ်ဘူးလားဟာမဟုတ်ဘူးကိုကောင်းကြီးနာတွက်ကြည့်မယ်ဟုတ်တယ်ခေါင်းနာတွက်မှာဟုတ်တယ်ကဲဆိုတော့3ခုပြီးသွားပြီနောက်2ခုဒီပါဘောနော် cookie coco နဲ့ let's go oh coconut cookie ဟဲokay ဒီတော့စားကြတယ်ဘလူးလေးလည်းမသိဘူးအသိနေတယ်ကိုတွေ့ပြီးချင်းနဲ့ဟာတွေ့တဲ့ရရင်ကျိုးတို့ရင်သက်သာမင်းကိုရေးပြီးလက်ချက်ပစိတ်ကူတယ် okay ခုံမယ်ဟေးဟိုဟိုသာမင်းကိုရေးပြီးလက်ချက်ပစိတ်ကူတယ်ဘယ်ဝါတော့တော့ဒီမှာဒီကနေ့ရဲ့ဆောင်းနဲ့အချစ်ချင်းဆောင်တော့ချစ်သူကြောက်ကိုတွေ့ပြီးချင်းနဲ့သူ့ကိုမိုင်းမတွင်ရဲ့အရင်ကလာရင်ဒီကိုကိုတနောင်းနဲ့ဒီကနေ့တော့တရားရင်ကိုသက်သာမင်းကိုရွေးပြီးလက်ချက်ပစိတ်ကူရဲ့okay ၄ခုဆိုတော့ခုထပ်ပုံပြမယ်နောက်ဆုံးတစ်ခုပါနော်၄ခုပြီးသွားပြီ ananas cookie ကိုသွားမယ် pineapple ပေါ့နော်သူတို့နိုင်ငံမှာတော့ ananas ကိုဖတ်တယ်တဲ့ဟုတ်ပါWe me dancing is secret. We me dancing. Smash it to the soul with fire. Ain't your mommy need to shout. We told me the land of see me way. Say like Lord thank you ya make it so yeah. Yeah, won't know that song that yeah, it's like it's so yeah. နှာခေါင်းရတဲ့ကိုယ်ကမရှင်ကြက်ဘာကြီးဟိုနမတီရှိไม่ก็เซลล์นี่ไม่ที่ยาวขนาดเลย no
လို့ရတယ်ကြည့်အားရောရဲ့ကွာကဲအားလုံးပိုင်းပိုင်းပေါ့နော်ကဲဒီနေ့ကတော့ငါးခုကိုခုံခဲ့တယ်ပေါ့နော်နောက်နေ့ကျတော့ဒီငါးခုကိုခုံပြရမယ်ပေါ့နော်ဆိုတော့အများကြီးကျတော့သိစင်ပြေလို့ပေါ့နော်ဗီဒီယိုကလည်းအရန်ရှည်မယ်ထင်လို့ပါဆိုတော့ဘိုင်ဘိုင်အားလုံးဘိုင်ဘိုင်ပါ